လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေနဲ့ပို့ပြီးတော့ထူးခြားပြီးစိစိမ်ဥစ္စာကတောက်ပြောင်မှုရှိတယ်။ဒါကြောင့်မို့လို့လူပြေကိုသွားချင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာတရားတရားရှိပြီဆိုလို့ရှိရင်ဒုတရားဆွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာနော်လူပြေကလူတွေကတော့လူဘဝသိကြတယ်ထင်တာကိုတွေ့ကြည့်ပါလားတာဝရိန္ဒနတ်ပြေကလူပြေမှာနှစ်ပေါင်း100မှာတာဝရိန္ဒနတ်ပြေမှာတရက်ရှိသေးတာအခုဘုန်းကြီးတို့တွေကပဲတာဝရိန္ဒတရက်တောင်မရှိသေးဘူးနော်နိုင်ပိုင်းရှိသေးတယ်ဒါကိုဂျာလာပြီးဒီကလူတွေအိုးကုန်ပြီနော်ဟိုမှာတရက်တောင်မရှိသေးဘူးအဲ့ဒီလိုရက်ပေါင်းနဲ့တွက်ထားတဲ့လူပြည်နဲ့တွက်မယ်ဆိုရင်နှစ်ပေါင်းများစွာအသက်ရှိတာဝရိန္ဒနတ်ပြည်နဲ့တွက်မယ်ဆိုရင်နှစ်1000သက်ရှိတယ်အနှစ်1000ဆိုဒီမှာလူပြည်ကအနှစ်1000မဟုတ်ဘူးလူပြည်မှာအနှစ်100ကိုတရက်ယူထားတယ်နှုံးနဲ့တွက်ထားတယ်အနှစ်1000အဲ့ဒါလိုနတ်ပြည်မျိုးကိုဘာနဲ့ရနိုင်တာတော့ဆိုလို့ရှိရင်အခုပြောတဲ့တရားနဲ့ရမယ်စိတ်နဲ့လည်းဝယ်လို့မရဘူးရွှေနဲ့လည်းဝယ်လို့မရဘူးနော်လောကီဥစ္စာတွေပေးလို့မရဘူးတဲ့တတ္ထာဆိုတဲ့ဥစ္စာချမ်းသာပြီဆိုလို့ရှိရင်အဲ့ဒီလိုနတ်ပြည်မျိုးလည်းရနိုင်